online ကနေပြီးတော့ဝင်ဝင်ရှာနေကြတဲ့ freelancer တွေနောက်ပြီးလို့ရှိရင် remote workers တွေအတွက်ကို Payoneer account ဆိုတာတော့လုံးဝမရှိမဖြစ်ပဲเนาะအဲ့တော့အခုကာလမှာဆိုလို့ရှိရင်အများသောအားဖြင့်တော့ဒီ Facebook group တွေမှာဆိုရင်အများဆုံးတွေ့လာရတယ် Payoneer account တွေကိုတခြားသောသူစီကနေပြန်ပြီးတော့မှဝယ်နေကြတာတွေပြန်ရောင်းနေကြတဲ့သူတွေနောက်ပြီးလို့ရှိရင်ဒီ Payoneer account ကို agent တွေစီမှာအပ်ပြီးတော့မှဒီagent အခါတွေနဲ့ပေါ့နော် service charge တွေပေးပြီးတော့မှဝယ်နေကြတယ်အများကြီးတွေ့ရတယ်ဆိုတော့ဒီကနေ့ဒီဗီဒီယိုမှာတော့အဲ့လိုမျိုး Payoneer account ကိုကိုယ်တိုင်မဖွင့်မဲနဲ့တခြားသောသူစီကနေပြီးတော့ဝယ်သုံးတာတွေနောက်ပြီးတော့ agent တွေစီကနေပြီးတော့ဝယ်သုံးနေခြင်းတွေဟာတကယ်ရော safe ဖြစ်ရလားဘယ်လိုခြေနေရှိလဲဆိုတာကိုတတိကျလေးစမ်းပြီးတော့မှဆွေးနွေးကြပါမယ်အဲ့တော့ Payoneer ဆိုတာဘာလဲဆိုတာနေစရအောင် Payoneer ဆိုတာပြောရမယ်ဆိုရင်နိုင်ငံတကာကနေပြီးတော့မှကိုယ့်စီကိုလွှဲပေးလိုက်တဲ့ငွေတွေကိုကိုယ့်ရဲ့ဒီ local currency တွေကိုရောက်ဖွင့်ရအတွက်ကိုကြားခံနိုင်ဖြစ်နေသုံးပေးတဲ့ online bank account တစ်ခုဖြစ်တယ်ပေါ့နော်ဒီတဲ့ပို့ပြောရမယ်ဆိုလို့ရှိရင် Payoneer ဒီကမ္ဘာသုံး bank account တစ်ခုဖြစ်တယ်ပေါ့နော် worldwide မှာလုံးဝတရားဝင်သုံးပြကြပါတယ်အဲ့တော့ Payoneer ဒီ freelancer တွေတော့လုံးဝမရှိမဖြစ်လို့ပြောလို့ရတယ်အဲ့တော့ဥပမာကိုကဒီ Upwork တို့ Fiverr တို့နောက် freelancer Truelancer နောက် people per hour စတဲ့ဒီ website တွေမှာ freelance website တွေမှာနောက်ဒီ remote job site တွေမှာကိုကလုပ်တဲ့သူပဲဖြစ်ဖြစ်ဒါမှမဟုတ်လေကိုကနိုင်ငံခြားက company တခုခုနဲ့လုပ်တဲ့သူမဟုတ်လို့ကိုလာဆင်လာတိုင်းနိုင်ငံခြားငွေနဲ့ကိုစီကိုပတ်စံတွေလွှဲပေးကြမယ်ဆိုလို့ရှိရင်ကိုရဲ့ဒီ local currency တွေကိုရောက်ခွင့်ရအတွက်ကို Payoneer ကိုချခံနေတယ်သုံးပြီးတော့နိုင်ငံတကာဝင်လာတဲ့ငွေတွေကိုလက်ခံပေးပြီးတော့အဲ့ဒီကနေမှတက်ဆင်ကိုရဲ့ဒီ local bank account တွေကို local currency နဲ့တိုက်ရိုက်လွှဲလို့ရတဲ့အထိအောင်ကူညီပေးတဲ့ဝန်ဆောင်မှုဖြစ်ပါတယ်အဲ့တော့ online ကနေပတ်စံရှာတဲ့သူတွေအတွက်ကတော့ Payoneer မရှိမဖြစ်ပါဘူးဒီအဓိကချက်ကိုဆက်ပြောရအောင်တခြားသောသူတွေသုံးပြထားတဲ့ Payoneer account ကိုလွှဲပြောင်းပြီးပြန်ပြီးတော့ဝယ်ယူပြီးတော့မှသုံးတာမျိုးပြီးရင်ကိုယ့်ရဲ့ဒီ account ဖွင့်မှုရတဲ့ကိုတခြား service တွေကိုအပ်တာမျိုးကိုယ်တိုင်ဖွင့်တာမဟုတ်ဘဲနဲ့ပေါ့နော်အဲ့လိုမျိုးတခြားသောသူစီ account တွေကိုလွှဲပြောင်းယူတာမျိုးဝယ်ယူတာမျိုးအဲ့လိုမျိုးပုံစံနဲ့သုံးတာတွေကတကယ်ဖြစ်သိရလားတကယ်လုပ်လို့ရရင်လားလို့မေးမယ်ဆိုရင်တော့လုံးဝမလုပ်သင့်ပါဘူးလို့ဖြစ်ရပါမယ်။ဘာကြောင့်လဲဆိုတော့ဒီတိထက်ကြည့်ကြ။ Payoneer ရဲ့စီမင်းစည်းကမ်းကိုဓာတ်ရိုက်ချိုးပေါက်ခြင်းPayoneer ကငွေကြေးဝန်ဆောင်မှုဖြစ်တဲ့အတွက်ပုဂ္ဂိုလ်ရေးဆိုင်ရာထောက်ထား KYC Know Your Customer ဆိုတာကိုတနေ့ချက်စစ်ဆေးပါတယ်။အကောင့်ပါရှင်အစစ်မှန်မဟုတ်ဘဲနဲ့လွှဲပြောင်းဝယ်ယူသုံးစွဲနေရတဲ့ Payoneer ဘက်ကတိသွားပြီဆိုတာနဲ့အကောင့်ကိုချက်ချင်းပြီးပိတ်လိုက်မှာပါ။အဲ့လိုပိတ်ခံရရင်အကောင့်ထဲမှာရှိတဲ့ကိုယ့်ရဲ့လောက်အားခပတ်စံတွေအကုန်လုံးကတော့တစ်ခါတည်းပိတ်မိပြီးတော့မှထုတ်လို့ရမှာမဟုတ်ပါဘူး။နံပါတ်1ပိုင်ရှင်ဟောင်းကအချိန်မရွေးပြန်သိမ်းသွားနိုင်ခြင်းဒါကတော့အဆိုးဆုံးခြေနေပဲအကောင့်ကိုဝယ်လိုက်လို့ email နဲ့ password ပြောင်းထားနိုင်တယ်ပဲဆိုတော့မူလအကောင့်ဖွင့်ခဲ့တဲ့သူရဲ့ original owner မှာ primary data တွေရှိနေသေးပဲအဲ့တော့သူက Payoneer support ကိုလမ်းဆက်သွယ်ပြီးတော့မှကိုရေးချက်လက်တွေမှတ်ပုံနဲ့ passport တွေကိုတင်ပြီးတော့မှကျွန်တော်အကောင့်တော့ hack ခံလိုက်ရပါတယ်ပြန်ရုံပေးပါဆိုပြီးတော့မှအချိန်မရွေးပြန်ပြီးတော့သူဆွဲယူသွားလို့ရပါတယ်သူစီမှာ recover လုံးဝလုပ်လို့ရအောင်ပါအဲ့ကြောင့်လို့ရှင်ကိုက freelancer ဒီ freelance platform တွေကနေပတ်စံအများကြီးရှောက်ပွဲစုဆောင်ပြီးတော့မှအကောင့်ကိုပြန်သိမ်းသွားခံလိုက်ရမယ်ဆိုရင်ကိုပတ်စံနေလည်းကဖြစ်သွားပါလိမ့်မယ်နံပါတ်3ငွေထုတ်ယူတဲ့ခါကျရင်ပြေဆုံးမှုများရှိခြင်းပေါ့နော်ပတ်စံဝင်လာလို့ပြန်ထုတ်တော့မယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ပြည်တွင်းဘဏ်အကောင့်ဒါမှမဟုတ်လည်းတခြားငွေထုတ်လမ်းကြောင်းတွေနဲ့ချိတ်ဆက်တဲ့ခါမျိုးတွေမှာ Payoneer အကောင့်နာမည်နဲ့ bank account နာမည်မတူတာတွေလွှဲပြောင်းမှုတွေပိတ်မိခံရတာတွေဖြစ်တတ်ပါတယ်နောက်ပြီးတော့ Payoneer ကအချိန်မရွေးထပ်ပြီးတော့မှ identity verification ဆိုတဲ့ face verification ဒါမှမဟုတ်လည်းမှတ်ပုံတင်ပြန်ပြခိုင်းတာမျိုးတွေတောင်းတတ်ပါတယ်အဲ့လိုချိန်မျိုးကြရင်အကောင့်ပိုင်ရှင်အစစ်မဟုတ်တဲ့အတွက်ကြောင့်ကိုကရှေ့ဆက်လို့မရတော့ပါဘူးနံပါတ်4တရားမဝင်ငွေကြေးခွာချမွေးနဲ့ပတ်သက်နိုင်ခြင်းပေါ့နော်ကိုဝင်လိုက်တဲ့အကောင့်ကအရင်ကဘာတွေသုံးခဲ့လဲဘလို့မတန်မာတဲ့ငွေကြေးစီးဆင်းမှုတွေရှိခဲ့လဲဆိုတော့ကိုမသိနိုင်ပါဘူးတကယ်လို့အဲ့ဒီအကောင့်ကအမှုပတ်နေတဲ့အကောင့်သာဖြစ်ခဲ့မယ်ဆိုရင်ကိုကပြဿနာအကြီးကျယ်တချို့ကမေးကြနိုင်မယ်သူများတကာအကောင့်ကိုဝယ်ထားတယ်ဆိုပေမဲ့လည်းကိုယ့်ဘက်ကိုစတင်နဲ့မှာကိုယ်နာမည်တွေကိုယ့်ချက်လက်တွေကိုယ့်ရဲ့ဒီ identity ကိုပြန်ပြီးတော့ပြင်လိုက်ရင်မရဘူးလားဆိုပြီးတော့မေးမှာပေါ့နော်အဖေကတော့လုံးဝမရပါဘူးရှင်Payoneerကအပေါ်မှာပြောခဲ့သလိုပဲသူကဘတ်တစ်ခုဖြစ်တဲ့အတွက်ကြောင့်ရှင်းရှင်းလေးပဲစဉ်းစားကြည့်ရမယ်ဆိုလို့ရှိရင်ဒီကျမတို့ပြည်တွင်းဘဏ်အကောင့်တစ်ခုမှာသူများနာမည်နဲ့ဖွင့်ထားတဲ့ဒီဘတ်စာအုပ်တစ်ခုကိုကပြန်ဝယ်ပြီးတော့မှငါနာမည်နဲ့ဒါလေးကိုပြောင်းပေးပါဆိုပြီးတော့ပြောနေတယ်လို့မျိုးကြီးပဲလုံးဝမဖြစ်နိုင်ဘူးလीနော်အဲ့ဒီခါကျတော့ပြောချင်တာက Payoneer ကလည်းဒီနည်းတူပဲသူကအကောင့်စားဖွင့်စဉ်ကလေးကအကောင့်ဖွင့်တဲ့လူရဲ့အချက်အလက်တွေနောက်ပြီးတော့ဒီနာမည်တွေ passport တွေပြီးတော့ဒီ password တွေအကုန်လုံးကသူ့ရဲ့ဒီ system မှာတစ်ခါလေး log ချထားပြီးသားဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒါဒီအကောင့်စားဖွင့်စဉ်တုန်းကလူနဲ့ပဲသက်ဆိုင်တဲ့အကောင့်ဖြစ်သွားပြီပေါ့တခြားသောသူတွေကပြောင်းလဲပြီးတော့ယူလိုက်ပြီးတော့မှနာမည်ပြောင်းမယ်ပါညာဆိုလို့ရှိရင်သူကလုံးဝလက်မခံပါဘူးအဲ့တော့ဒီနေရာမှာကိုယ့်ရဲ့ဒီ personal ရပေါ့နော်ဖြစ်တဲ့ဟာမျိုးပေါ့တချို့ဆိုလို့ရှိရင်နာမည်ကိုက3လုံးရှိတယ်ဒါပေမဲ့လည်းPayoneer account ဖွင့်စဉ်တုန်းကကိုက first name last name ကိုရွေးပြီးတော့မှဖြည့်ခဲ့တယ် middle name ကိုကျန်းခဲ့တယ်အဲ့လိုမျိုးဆိုရင်ကိုယ့်ရဲ့ profile နာမည်နှလုံးနဲ့ပဲဖြစ်နေတယ်အဲ့တော့ကိုကဒီ local currency ပြန်ပြောင်းတဲ့ချိန်မှာ local bank မှာကျတော့ကိုယ့်ရဲ့နာမည်က3လုံးဖြစ်နေတယ်အဲ့တော့
ပေယိုနီးယားနဲ့ဘဏ်နဲ့နာမည်မတူဘူးဆိုပြီးတော့မှပတ်စံနေလို့တဲ့အခါမှာ reject ဖြစ်တာရှိတယ်။အဲ့လိုမျိုးချိန်ကြီးကြုံတာပြဿနာမရှိဘူး။ပေယိုနီးယားကိုသွားပြီးတော့မှ request လုပ်လို့ရတယ်ငါအကောင့်ဖွင့်စင်တော့နာမည်ကိုငါနာမည်အပြည့်စုံက3လုံးရှိတာငါနှလုံးမရေးခဲ့မိတယ်ငါ့ကိုဒီအလဲရတစ်လုံးလေးပါပြန်ဖြစ်ဆွတ်ပေးပါဆိုပြီးတော့မှကိုယ့်ရဲ့နာမည်အပြည့်စုံကိုသူခိုင်းတဲ့ instruction တွေအတိုင်းပဲပြန်ပြီးတော့မှ email တွေသွားလာနေပေါ့နော်အဲ့လိုမျိုးလေးပြန်ပြီး request တင်မယ်ဆိုရင်ပြန်လုပ်လို့ရတယ်ဒါကတော့ကျွန်မကိုယ်တိုင်တွေ့ကြတယ်တခြားသောသူကနေပြီးတော့မှလွှဲပြောင်းပြီးတော့ယူလိုက်တာမျိုးဆိုလို့ရှိရင်တော့လုံးဝမဖြစ်နိုင်ပါဘူးလုံးဝမရဘူးပေါ့နော်ပေယိုနီးယားကအကောင့်စားဖွင့်စဉ်ကတည်းကအကောင့်ဖွင့်တဲ့သူရဲ့ကိုယ်ပိုင် data တွေကိုသူကတခါတည်း system နဲ့မှာ log ချထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီဖွင့်တဲ့သူတယောက်နဲ့ပဲသက်ဆိုင်တဲ့အတွက်ကြောင့်မလို့တခြားသောသူကလုံးဝယူသုံးလို့မရဘူးတကယ်ကိုကနာမည်ပြောင်းမှာတော့ဘာလို့ဖြစ်ခဲ့တယ်ဆိုဥပမာပေါ့ကိုရန်ကတကယ်ကိုနာမည်ပြောင်းမှာဖြစ်တယ်ဆိုလို့ရှိရင်တော့လေဒါပေယိုနီးယားကိုဆက်သွယ်ပြီးတော့ပြောတဲ့ခါကျရင်သူခိုင်းတဲ့ instruction တွေလိုက်လို့ရမှာဘာလို့မှ statement တွေတောင်းတာမျိုးဘာကြောင့်နာမည်ပြောင်းတာလဲနာမည်ပြောင်းတဲ့ process ကဘယ်လိုလဲစသဖြင့်သူတောင်းတဲ့အချက်လက်တွေ instruction တွေအတိုင်းကိုကကောင်းကောင်းလုပ်ပေးနိုင်တယ်ခိုင်လုံတဲ့သက်သေတက္ကရာတွေပြပေးနိုင်တယ်ဆိုလို့ရှိရင်တော့လေအဓိကကိုယ်တိုင်ဖြစ်ဖို့လိုတယ်ပေါ့နော်တခြားသောသူမဟုတ်ဘူးကိုယ်တိုင်ကအဲ့လိုမျိုးလုပ်ပေးနိုင်တယ်ဆိုလို့ရှိရင်တော့လေဖြစ်နိုင်တယ်ဆိုနောက်တစ်ခုဆက်သွားရအောင်ဒါဆိုရင်ဈေးကွက်ထက်မှာလည်းပေယိုနီးယားအကောင့်တွေကိုတရားဝင်ဖွင့်ပေးပါတယ်ဆိုတဲ့ agent တွေလည်းရှိတယ်သူတို့စီကနေပြီးတော့ဝယ်ယူသုံးပြုတာကိုလုပ်လို့ရလားဆိုတဲ့မေးခွန်းပေါ့အမှန်တိုင်းပွင့်လင်းနဲ့ရိုးရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်တော့ဒါကလည်းယုံကြည်ဖို့100% ယုံကြည်ဖို့ဆိုတာခက်ခဲပါတယ်လို့ပဲဖြစ်ရပါမယ်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ပေယိုနီးယားရဲ့ဥပဒေအရဆိုရင်အကောင့်အသုံးပြုမဲ့သူကာယကံရှင်ကိုယ်တိုင်ကိုယ့်အကောင့်ကိုယ်တိုင်ဖွင့်မှာဖြစ်တယ်ဂျာကန်တဲ့လူရှိလို့မရဘူးအဲ့တော့ကိုကဒီ agent ကိုအပ်ပြီးတော့မှဖွင့်လိုက်တယ်ဆိုရင်တော့မှအဲ့ဒီ agent ဒီပေယိုနီးယားရဲ့တရားဝင် partner လည်းမဟုတ်ဘူးလုပ်ပိုင်ခွင့်ရှိတဲ့သူလည်းမဟုတ်ဘူးသူကဒီကိုပေးလိုက်တဲ့ data တွေအချက်လက်တွေကိုအသုံးပြုပြီးတော့မှ Pioneer system ထဲမှာဒီကိုယ့်ရဲ့အချက်လက် data တွေကိုအသုံးပြုပြီးတော့မှ form တွေ service တွေဖြည့်ဆွတ်ပေးရုံတတ်ပဲဖြစ်တယ်အဲ့ဒါအဓိကချက်ပဲပေါ့နော်သူကကိုယ့်အကောင့်ကိုဖွင့်ပေးတယ်ဆိုပေမဲ့ကိုပေးလိုက်တဲ့အချက်လက်တွေကိုယ့်ရဲ့ personal data တွေကိုအသုံးပြုပြီးတော့မှ system ထဲမှာလိုအပ်တဲ့ဒီ form တွေကိုဖြည့်ဆွတ်ပေးရုံတတ်ပဲဖြစ်တယ်အဲ့ဒါက agent တွေလုပ်ပေးတဲ့အလုပ်ပဲပေါ့နော်အဲ့တော့အဓိကပြောချင်တာကကိုယ့်ရဲ့ data တွေကိုယ့်ရဲ့အချက်လက်တွေကသူ့စီကိုအရင်ပေးလိုက်ရတာအဲ့ဒီပေးလိုက်တဲ့ data တွေပေါ်မူတည်ပြီးတော့မှအကောင့်ကတော့တကယ်ရလာတယ်ကိုယ့်နာမည်နဲ့ကိုယ့် information နဲ့ကိုယ့်ရဲ့ detail အချက်လက်တွေနဲ့ကိုယ့်ရဲ့ဒီအကောင့်တော့ရလာတယ်ဒါပေမဲ့နောက်ဆက်တွဲမှာပြဿနာရှိရှိနေတဲ့အတက်ဆိုလို့ရှိရင်ဘယ်လိုပြဿနာတွေများသောအားဖြင့်တွေ့ကြုံနိုင်လဲဆိုတာကိုအချက်သုံးချက်နဲ့ပြပြမယ်ကိုယ့်ရဲ့အရေးကြီးကိုယ့်ရဲ့ချက်လက်တွေပေါက်ကြားခြင်းအကောင့်ပုံရအတွက်ကိုယ့်ရဲ့မှတ်ပုံတင်တောင်းမလဲ passport phone number email ပြီးတော့ကိုယ့်ရဲ့ပြည်တွင်းဘဏ်အကောင့်ချက်လက်တွေအကုန်လုံးကို agent လက်ထဲကိုအပ်လိုက်ရတယ်အဲ့တော့ဒီချက်တွေကိုသူတို့ကနောက်ွယ်မှာတခြားသောမတမာတဲ့နေရာတွေဥပမာတရားမဝင်လောင်းကစား site တွေ charge scam ကောင်းတွေမှာထပ်သုံးမှလားမသုံးဘူးလားဆိုတာလုံးဝမသိနိုင်ဘူးအဲ့တော့နံပါတ်1လုံခြုံရေးလုံးဝမရှိခြင်းကိုယ့်အကောင့်ကိုသူတို့ကွန်ပျူတာတွေနောက်ပြီးတော့သူတို့ internet IP address တွေနဲ့ဖွင့်ပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်အကောင့်ရဲ့ master password တွေပြီးလို့ရှိရင် recovery key တွေပြီးလို့ရှိရင် security question တွေဒီစသဖြင့်ရှုပ်ဝက်မိကုန်နေရအစအဲ့ဒီအဖြေတွေအစသူတို့သိနေမိတာဖြစ်တယ်အဲ့တော့ဆိုလိုတာကကိုကပတ်စံပေးပြီးတော့မှအကောင့်ဝင်လိုက်တယ်ဆိုပေမဲ့အကောင့်ရဲ့အဓိက main ကျိုးတွေကို agent ကနောက်ွယ်ကနေပြီးတော့ကင်ထားနိုင်စေဖြစ်ပါတယ်နံပါတ်3နောက်ပိုင်းမှာအပိတ်ခံရနိုင်ခြေပိုများခြင်းသူတို့ကအကောင့်ပွင့်သွားအောင်နီလန်မျိုးစုံနဲ့လုပ်ပေးလိုက်လို့အစားပိုင်းမှာသုံးရတာအဆင်ပြေကောင်းပြည်နေနိုင်တယ်ဒါပေမဲ့လည်း Pioneer ကနောက်ပိုင်းမှာစက်ရုပ်တွေနောက်ဒီ AI system တွေကိုသုံးပြီးတော့မှပေါ့နော်လုံခြုံရေးကိုပုံမှန်စစ်ဆေးနေတဲ့အခါမျိုးတွေမှာဥပမာ phone device မတူတာတွေ IP address ချိန်သွားတာတွေနောက်ဖွင့်စင်တော့အချက်လက်ကမမှန်ကန်တာတွေစသဖြင့်ဒါတွေကိုတစ်ခုခုသာမိသွားခဲ့မယ်ဆိုရင်အကောင့်ကနောက်ပိုင်းမှာအပိတ်ခံရတတ်တယ်အဲ့ဒီချိန်ကျရင် agent ကလည်းတာဝန်ယူပြီးတော့မှမဟုတ်ပါဘူးအဲ့တော့ဒါကတော့အဓိကဖြစ်လိဖြစ်တာရှိတဲ့ချက်တွေပေါ့လူတွေကဒါဆိုလို့ရှိရင်ဘာလို့များ agent တွေစီမှာပတ်စံပေးပြီးတော့မအပ်နေကြရလဲယုံကြည်ရတဲ့ agent ကလုံးဝမရှိတော့ဘူးလားဆိုပြီးတော့မေးကြမှာပဲเนาะ okay အဲ့တော့လူတွေကဘာလို့ agent တွေစီမှာငွေကုန်ခံပြီးအပ်နေရလဲဆိုတော့နံပါတ်1ကဤပညာနဲ့ခက်ခဲနောက်ဘာသာစကားပေါ့เนาะတချို့ကဒီအင်္ဂလိပ်ဘာသာစကားကိုအရင်ကြီးမရတဲ့အတွက်ကြောင့်မလို့ပေါ့เนาะဒီ communicate လုပ်ခွင့်ရတော့ခက်ခဲတဲ့အတွက်ကြောင့်လည်းဖြစ်မယ်ဒီPioneer အသုံးပြုတဲ့ခါကျရင်သူ့ရဲ့ website ထဲမှာသူ့ announcement တွေကတိကျလေးသွားပြီးတော့မှဖတ်ဖို့လိုတယ်ဒါမှသာသူ့ရဲ့စီမင်းစည်းကမ်းတွေကိုသိထားပြီးမှစီမင်းစည်းကမ်းနဲ့အညီနေနိုင်မှာဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မလို့လေလူတွေကဒီ form တွေကိုမဖတ်ချင်တော့ဘူးဒီစာတွေ form တွေမဖြည့်ဆွတ်ချင်တော့ဘူးစာတွေလည်းမဖတ်ချင်တော့ဘူးဆိုပြီးတော့မှဒီ online form တွေဖြည့်ရလဲရှုပ်တယ်ပေါ့နော်ဘာသာစကားလည်းနားမလည်ဘူးဆိုပြီးတော့မှကိုယ့်အနေကိုမှားတော့မှလည်းကြောက်တဲ့အတွက်ကြောင့်ဒီ agent ကိုအားကိုးလိုက်ကြတယ်နောက်တစ်ချက်ကလွယ်ကူမြန်ဆန်ချင်တာပေါ့ကိုယ့်အနေကိုရှောက်နေဆိုလို့ရှိရင်ချိန်နေကြမယ်ဒီ verification ချဖို့ဆောင်ရတာတွေရှိတယ်နောက်ပြီးဒီညှင်းပယ်ခန်းတာတွေလည်းရှိမယ် agency မှာအပ်လိုက်တဲ့ခါကြလို့ရှိရင်တော့ချက်ချင်းရနိုင်တယ်ဆို
ပြီးတော့မှအလွယ်လိုက်ကြတာဖြစ်ပါတယ်နောက်တစ်ဆုံးတစ်ချက်ကတော့အမှန်တရားကိုမသိကြတာပေါ့အခုလိုမျိုးတွေနောက်ဆက်တွဲဖြစ်လာမယ့်အန်ဒီရတွေကိုတေချာမတွေးမိပဲနဲ့သူများကြီးလည်းလုံနေတာပဲငါတို့လည်းလုပ်ကြည့်လိုက်ပါမယ်ဆိုပြီးတော့မှအဲ့လိုအမြင်နဲ့လိုက်လုပ်လိုက်ကြတာဖြစ်တယ်ပေါ့နော်ဆိုတော့အကောင်းဆုံးအကြံပြုချင်တာကတော့ပီယိုနီးယားအကောင့်ကိုမိမိကိုယ်တိုင်ဒါဖွင့်တာအကောင်းဆုံးဖြစ်ပါတယ်အခုဆိုလို့ရှိရင်ဒီ YouTube တွေရောဒီတခြားသော social media တွေတော်တော်များများမှာလည်းပီယိုနီးယားအကောင့်ဘယ်လိုဖွင့်ရလဲဆိုဒီ step by step ကလည်းအများကြီးတင်ထားကြရရှိပါတယ်ဘာမှမခက်ပါဘူးကိုယ်တိုင်ဖွင့်လို့ရပါတယ်အဲ့တော့အကြံပြုချင်တာတော့ပီယိုနီးယားအကောင့်ကိုသုံးမယ်ဆိုရင်တခြားသောဘသူရဲ့ကိုညီမမယူဘဲနဲ့ကိုယ့်ဘာနဲ့ကိုယ်စူးစမ်းပြီးတော့မှဖွင့်လို့ရပါတယ်ဒီနေရာမှာတချို့လည်းပြောမှအင်္ဂလိပ်လိုအားနည်းလို့ကိုယ့်ဘာနဲ့ကိုယ်ဆိုရင်ဖွင့်ရတာအဆင်မပြေဘူးဆိုပြီးတော့မှအကြောင်းပြကြအောင်ပဲပေါ့နော်ကိုကဒီဝါဝိုက်မှာဒီ freelancer အလုပ်ကိုတော့လုပ်နေပြီဆိုလို့ရှိရင်အခုလိုမျိုးဒီ announcement လိုက်ဖတ်တာလေးတွေအကောင့်ဖွင့်တာလေးတွေလောက်ကအဲ့လိုနေရာမျိုးလောက်မှာသုံးမဲ့ English လောက်ကပပနဲ့ရကိုရမယ်လို့ယုံကြည်ရနော်အဲ့တော့အဲ့ခါကျတော့ဒီဟာကိုအကြောင်းပြချက်နေနဲ့မပေးဘဲနဲ့ကိုကိုတိုင်းပေါ့နော်ကိုကိုတိုင်းဖတ်ပြီးတော့ကိုကိုတိုင်းတိထားပြီးမှလောက်ရတာပို့ပြီးတော့မှ save ဖြစ်တယ်ကိုတက်ပို့ပြီးတော့မှအန်ရီခင်းနေပေါ့နော်အဲ့တော့ဖြစ်နိုင်ရင်တော့ကိုကိုတိုင်းလှုပ်စီခြင်းနဲ့ဖွင့်ဖွင့်နည်းတွေကလည်းဘာမှမခက်ခဲဘူးပေါ့လေအဲ့တော့ကိုယ့်ဘက်ကိုလုံးလို့ရလူတွေကိုတော့လှုပ်စီခြင်းနဲ့ဒါပေမဲ့ကိုနဲ့ပြောဒါဆိုလို့ရှိရင်ဘယ်သူစီမှအဲ့လိုမရတော့ဘူးလားဘယ်အေးရှင်းမှယုံလို့မရတော့ဘူးလားလို့မေးမယ်ဆိုရင်တော့အဲ့လိုပြောချင်တာတော့မဟုတ်ဘူးကိုကမဖြစ်မနေကို့အခြေအနေကိုအသိဆုံးပေါ့နော်ကိုကမဖြစ်မနေငါတော့တခြားသောအေးရှင်းကိုအံ့မှာပဲဖြစ်တော့မယ်ကိုကိုတိုင်းလုံးဝမလုံနိုင်ဘူးအကြောင်းကြောင်းနေကြောင်းကိုကိုတိုင်းလုပ်ဖို့မဖြစ်နိုင်ဘူးအခြားသောသူဒီ service ကြီးပြီးတော့မှအပ်ချင်တယ်ဆိုလို့ရှိရင်တော့လေတကယ်ယုံကြည်စိတ်ချရတဲ့နော်ဒီကိုယ့်အကောင့်မှာ error တစ်ခုခုပြဿနာတစ်ခုခုတက်ပြီးဆိုရင်တေချာလေးလိုက်ပြီးတော့မှတာဝန်ယူပြီးတော့မှဖြည့်ရှင်းပေးနိုင်မယ်တကယ်ကောင်းမွန်တဲ့တကယ်မှန်ကန်တဲ့ agent မျိုးတွေရဲ့ service တွေကိုရှာပြီးတော့မှဝယ်ကြပါယူကြပါလို့ပဲပြောချင်ပါတယ်ဆိုတော့ဒီ video တော့ဒီလောက်ပါပဲဆိုတော့ Payoneer နဲ့ပတ်သက်ပြီးတော့အကောင့်ဖွင့်မယ်ဆိုလို့ရှိရင်ကိုကိုတိုင်းစူးစမ်းပြီးတော့ဖွင့်ချစေချင်ပါတယ်တကယ်ပြီးမှ agent တွေရွေးမယ်ဆိုလည်းကိုနဲ့ပြောသွားသလိုပဲတေချာလေးမှန်ကန်တဲ့ယုံကြည်စိတ်ချတဲ့သူတွေရွေးချယ်ပြီးတော့မှလုပ်သွားစေချင်ပါတယ်နောက်တက်လည်းဒီ Payoneer နဲ့ပတ်သက်တာရင်နောက် freelance နဲ့ပတ်သက်တဲ့အရာလေးတွေကိုလည်းဆက်ပြီးတော့မှတည်သလောက်နောက်ဗီဒီယိုတွေမှာဆက်ပြီးတော့မှမျှဝေပြသပါမယ်အားလုံးကျေးဇူးတင်ပါတယ် bye bye